ဒီဗီဒီယိုမှာ QI Arch နဲ့ column တွေ wall တွေ door တွေ window တွေကိုဘယ်လိုဆွဲမလဲတကားတွေကိုဒီလိုမျိုးမြန်မြန်ဆန်ဆန်ဘယ်လိုထည့်မလဲဆိုတာတွေတွေ့ရမှာဖြစ်ပါတယ်ရှိပြီးသားပုံပေါ့နော်အဲ့ဒါကိုဆွဲမှာဖြစ်တဲ့အတွက်ကြောင့်သူရဲ့ archi structure drawing တွေကိုကြည့်ဆွဲရမှာဖြစ်ပါတယ် column size တွေကလည်းမျိုးစုံရှိပါတယ်200,450 200,900 စသည်ဖြင့်မျိုးစုံရှိပါတယ် QR မှာ column ဆွဲချင်တယ်ဆိုရင် rectangular ပုံအတွက် shortcut က ZZR ဖြစ်ပါတယ် circular L shape တခြားပုံစံတွေဆိုရင်သူရဲ့ shortcut တွေတတ်ရှိပါတယ်ကျွန်တော်ပုံက rectangular ပုံမလို့ZZR သုံးမယ် ZZR ရေးမယ် enter နှိပ်မယ် comment box က option မှာ side of column ကို click မယ်သူရဲ့ side 200,450ကိုရေးပြီးတော့ enter နှိပ် drawing area ပေါ် click ချပြီးတော့ထည့်ရမှာဖြစ်ပါတယ်ပုံမှာဒီ side ကို horizontally ရော vertically ရောသုံးထားတာမလို့နှစ်မျိုးလုံးထည့်ပါမယ် comment နောက်တစ်ခါဝင်ဖို့အတွက် enter နှိပ်မယ် side of column ကို click မယ်နောက်ထည့်မယ် side ကိုရေးပြီးတော့ enter နှိပ်ပြီးတော့ channel ကိုဒီလိုပဲဆက်ထည့်သွားမှာဖြစ်ပါတယ်ခုကျွန်တော်တို့ဆွဲမဲ့ column တွေကပေါ့နော် center to center နဲ့နေရာချထားတာမဟုတ်ဘူးလို့ side တွေကလည်းအများကြီးမို့လို့ဒီပုံစံနဲ့ထည့်ရတာဖြစ်ပါတယ် column တွေက center to center နဲ့နေရာချတယ်ဒါပြီးရင် side တွေကလည်းတိတ်မများဘူးဆိုရင် click တစ်ချက်ထမ်းနဲ့ QI arch မှာထည့်လို့ရပါတယ်ဒီပုံမှာဒီလိုပဲထည့်ရတာဖြစ်ပါတယ်ကျွန်တော်တို့ပုံမှာတချို့ column side တွေဒီvertically ပဲသုံးရတာဖြစ်ပါတယ်အဲ့ဒါမျိုးဆိုရင် vertically တစ်ခုထပ်ကိုပဲထည့်မယ်ဥပမာအဖြစ်200,400 column ဆိုရင် vertically ပဲတစ်ခုvertically တစ်ခုထပ်ပဲသုံးလို့ vertically တစ်ခုထပ်ကိုပဲထည့်ပြီးတော့သုံးမယ် column တွေကိုနေရာချမယ်ဘေးဘက်ကအတိုင်းလေးလုံးလောက်ပဲနမူနာပြမယ် side တွေက200,200 4,800တွေဖြစ်ပါတယ် grid ပထမအတိုင်းကိုကြည့်မယ်နေရာကိုကြည့်မယ်ပထမတိုင်းဒီ grid line 1ကနေပြီးတော့400กว่าမှာ grid line 8ရဲ့အထက်ကို100တက်ပါတယ်ဒုတိယတစ်ခုက grid line 1ဒီသူ့ရဲ့ center ကိုဖြတ်ပြီးတော့ grid G ရဲ့အထက်ကို100တက်ပါတယ်တိုင်းပထမတိုင်း200,200တိုင်းကိုနေရာချဖို့အတွက် copy ကူးမယ်ခုနချထားတဲ့ဟာတွေကို copy ကူးမယ် CO ရေးမယ် enter နှိပ်မယ် select object လို့ပြီးတော့ touch ရွှေ့ဆရာမလို့အောင် base point ကိုအတိအကျခိုင်ဖို့အတွက် right click နှိပ်မယ် right click ငါပေါ်လာတဲ့ box ကနေ from နှိပ်ပြီးတော့ဒီနေရာမှာ click ချမယ်အောက်ဘက်ကိုတက်တဲ့ direction ပေးပြီးတော့တရားရေးမယ် enter နှိပ်မယ် cursor ကို grid h နဲ့1နဲ့စုံမှတ်ပေါ်မှာတင်မယ် click မချရဘူးเนาะ right click ပြန်နှိပ်မယ် from နှိပ်မယ်ဒီအမှတ်ပေါ်မှာ click ချပြီးတော့တိုင်ထားမဲ့ဘက်ကို direction ပေးပြီးတော့400ရေးမယ် enter နှိပ်မယ်မှန်လားစစ်မယ် DLI နဲ့စစ်မယ် DLI ရေးမယ် enter နှိပ်မယ် first point click ချ second point click ချgrid line 1ကနေ400အကွာမှာရှိပါတယ် grid line h ကနေပြီးတော့လဲတိတ်အပေါ်ကို100တက်ပါတယ်မှန်ပါတယ်အောက်ကတိုင်ရအတွက်ဒါကူကူးမယ် CO ရေးမယ် enter နှိပ်မယ် select object page point ကိုကိုင်မယ်ဒီကကိုင်မယ် grid 1နဲ့ G နဲ့ဆုံးတဲ့အမှတ်ပေါ်မှာ click ချမယ်မှန်လားစစ်မယ် grid line G ရဲ့အထက်ကို100တက်ပါတယ်ဒါဆိုရင်မှန်ပါတယ်အောက်ဘက်ကတိုင်ကိုဆက်ဆွဲမယ် side က4,800 ပါ grid line 1ဒီတိုင်းရဲ့ center ကိုဖြတ်ပါတယ် grid line E ရဲ့အောက်ဘက်ကို100ချရမှာဖြစ်ပါတယ် copy ကိုမယ် CO enter select object page point ကို center ကကိုင်မယ် grid line 1နဲ့ E နဲ့ဆုံးတဲ့အမှတ်ပေါ်မှာ cursor တင်မယ် right click နှိပ်မယ် box ကနေပြီးတော့ form နှိပ်မယ် grid E နဲ့1နဲ့ဆုံးမပေါ် click ချပြီးတော့အောက်ဘက်ကိုတက်တန် direction ပေးပြီးတော့တရားရေးပြီးတော့ enter နှိပ်ရမှာဖြစ်ပါတယ် now ဒီတိုင်းကနေညာဘက်ကို2,200အကွာမှာ copy ကိုရမှာဖြစ်ပါတယ် CO ရေးမယ် enter နှိပ်မယ် select object base point ကို center ကကိုင်မယ်ဘေးကိုမဆောင်သွားဖို့ရအတွက်ကျွန်တော်တို့ auto on ရမှာဖြစ်ပါတယ် distance ကို2,400ရေးမယ် enter နှိပ်မယ်ဂျာအကွာဝေး2,200ရှိလားတိုင်းမယ်စစ်မယ်2,200ရှိပါတယ်မှန်ပါတယ်ကျန်တာတွေကိုဆက်မဆွဲတော့ဘူး wall ဆွဲမယ် wall ရဲ့ shortcut က ww ပါ ww ရေးပြီးတော့ enter နှိပ်မယ်နံရံရဲ့အထူဘယ်လောက်ရှိလဲကြည့်မယ် exterior wall thickness က150 mm ရှိပါတယ် interior wall နဲ့ partition wall တွေဘယ်လောက်ရှိလဲဆက်ကြည့်မယ်100ရှိပါတယ်ဒါမဲ့ grid
G နဲ့ grid line G နဲ့ H မှာရှိတဲ့ exterior wall ကိုကြတော့100နဲ့ပဲဆွဲထားတာကိုတွေ့ရပါတယ်အဲ့ဒါဆိုရင်ပေါ့နော်အထူပြောင်းဖို့အတွက် option ကနေပြီးတော့ thickness ကို click မယ်ပေါ်လာတဲ့ box ကနေပြီးတော့150ကိုရွေးမယ် okay နှိပ်မယ် alignment ချိန်ပြီးတော့ first point click ချမယ် second point click ချမယ် alignment က left right center ဆိုပြီးတော့ရှိပါတယ်ကို wall ကိုဘာနဲ့အညီထားချင်လဲဆိုတဲ့အပေါ်မူတည်ပြီးတော့ချိန်ရမှာဖြစ်ပါတယ်အခု right မှာထားပြီးတော့ဆွဲပါတယ်ဆက်ဆွဲမယ် right နဲ့ပဲဆက်ဆွဲပါတယ် first point click ချ direction ပြီးတော့ second point မှာနောက်ထပ် click တခါထပ်ချက်ဒီဘက်မှာစမှတ်ပြောင်းပြန်ယူတာမလို့ left ဘက်ထားပြီးတော့ပြောင်းထားမယ်ဆွဲမယ်ဘယ်ကနေစလဲဘယ်ဘက်ကနေစလဲနေရန်ကိုအတွင်းကတ်ထားတာလားအပြင်ကတ်ထားတာလားဆိုတဲ့အပေါ်မူတည်ပြီးတော့ alignment ကိုချိန်ရမှာဖြစ်ပါတယ်ဆက်ဆွဲမယ်ခု 100 thickness wall တွေကိုဆက်ဆွဲမယ်comment ကသုံးပြီးသားမလို့ခုနကဆက်တိုက်သုံးတာမလို့ enter နှိပ်မယ် thickness နှိပ်မယ်100ထားပြီးတော့ okay နှိပ်မယ် first point click second point click alignment ကိုလူတလူချိန်ရမှာဖြစ်ပါတယ်ဒီနိုင်ရန်ကို multi line နဲ့ဆွဲလို့ရောမရဘူးလား time တွေကို rectangular နဲ့ရိုးရိုး AutoCAD ဆွဲတယ်လို့မျိုးရောဆွဲလို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့ door တွေတကားတွေဒီ door တွေပေါ့နော် window တွေထည့်တဲ့အခါကျရင်တော့ဒီ QR arch window တွေနဲ့ထည့်လိုက်ရင်ဒီထည့်လို့ function ကအပြည့်အဝသုံးလို့မရတော့ဘူးဖြစ်ပါတယ်auto trim လုပ်တာတွေ click တစ်ချက်ထဲနဲ့ဒီနေရာချတာတခါတည်းနေရာချတာတွေဒါပြင်တကားကိုလူတလူလှည့်လို့ရတာတွေကိုဒီ edit function တွေကိုသုံးလို့ရမှာမဟုတ်ပါဘူး elevation ပုံဆွဲတဲ့အခါမှာလည်းကျွန်တော်တို့က construction line တွေနဲ့တကားနေရာတွေပတင်ပေါက်နေရာတွေကို AutoCAD မှာလိုက်ပြီးတော့ချရပါတယ်ဒါပေမဲ့ဒီ QR arch မှာ click တစ်ချက်ထဲနဲ့အဲ့ဒါကို sensor ခံပြီးတော့ပေါ့နော်သူ့ရဲ့နေရာတွေကိုပြထားတာဖြစ်ပါတယ်ဒါဆိုတော့ဒီလိုမျိုး QR arch comment တွေနဲ့ QR arch shortcut တွေနဲ့မသုံးဘူးဆိုရင် elevation ကိုအဲ့လိုမျိုး click တစ်ချက်တန်းနဲ့ elevation တွေကိုလည်းဆွဲလို့ရမှာမဟုတ်ပါဘူးသူ့ရဲ့ wall တွေ column တွေကိုပဲသူက sensor ခံနိုင်တာဖြစ်တဲ့အတွက်ကြောင့်အာရုံခံနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က QR arch ရဲ့ comment တွေနဲ့ဆွဲရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ layer နဲ့ကိုပြောင်းထားခြင်းရောဘယ်လိုလုပ်မလဲဆိုရင်ရှိသမျှပုံအကုန်ဆွဲပြီးမှမှန်ပြီးဆိုမှနောက်ဆုံးမှပြောင်းလို့ရပါတယ်ဆက်ဆွဲမယ်အခုဆွဲလို့ပြီးပြီဆိုတော့တကားတွေကိုထည့်မယ်ဘယ်လိုထည့်မလဲကြည့်မယ်တကားဆွဲဖို့ရအတွက်တကားပေါက်အကျယ်ဒီ900ရှိပါတယ်နိုင်ရန်ကနေပြီးတော့100အကွာမှာရှိပါတယ် door shortcut door ထည့်ဖို့ shortcut ဒီ AD ဖြစ်ပါတယ် AD ရေးမယ် enter နှိပ်မယ်ပုံစံကိုရွေးဖို့အတွက် option ကနေပြီးတော့ style ကိုနှိပ်မယ်ကြိုက်တဲ့ပုံစံရွေးမယ် okay နှိပ်မယ် site ရွေးဖို့ရအတွက် whole empire ကိုနှိပ်မယ် bayback bound ကနေပြီးတော့တကား site ကို900ရွေးမယ်နိုင်ရန်ကနေပြီးတော့100အကွာမှာမလို့ညာဘက် bound ထဲကနေပြီးတော့100ရွေးမယ် okay နှိပ်မယ်ထားမဲ့နိုင်ရန်အပေါ် click ချမယ်100ရီးတဲ့ဘက်မှာကပ်ပြီးတော့ချရမှာဖြစ်ပါတယ်တကားလင်းမဲ့ဘက်ကိုလူတလူချိန်ပြီးတော့ထားမဲ့ဘက်မှာ click ချရမှာဖြစ်ပါတယ်ဂျန်နဲ့တကားတွေကိုဆက်ထည့်မယ်ဒီဘက်တကားကိုထည့်မယ်အပေါ်နိုင်ရန်တက်နေပြီးတော့100ကွာမှာရှိပါတယ် site ကတော့1100ရှိပါတယ် site ကိုပဲပြောင်းရမှာမလို့ site ကို whole empire ကို click မယ် site ကို1100ထားမယ်ဒီအပေါ်နိုင်ရန်ကိုကပ်ပြီးတော့ click ချရမှာဖြစ်ပါတယ်ခုနောက်ပုံစံတစ်မျိုး site က3800ပြီးသားပုံမှာပတန်ဖူးမှာ3800မရှိလို့အကွက်ထမ်းမှာထည့်ပြီးတော့ရေးမယ် center နေရာမှာမလို့ whole meter wall ကို click check လုပ်မယ်ဒီလိုထည့်လို့ရတာဖြစ်ပါတယ်တကားတွေကိုဒီလိုမျိုးထည့်ရတာဖြစ်ပါတယ်ကျန်တဲ့တကားတွေကိုဆက်ထည့်မယ်ပုံစံတွေသူ့ရဲ့ပုံစံတွေရွေးမယ် QR arch မှာ sliding door တွေမရှိတဲ့အတွက်ကြောင့် sliding door အတွက်ဆိုရင်တခြားပုံစံကိုဒီပုံမှာသုံးထားတာဖြစ်ပါတယ်
site နဲ့ location ကို whole empire ကနေရွေးပြီးတော့ style ဆိုတာကပုံစံရွေးဖို့ရအတွက်ဖြစ်ပါတယ်ဒီလိုမျိုးဆက်ထက်သွားမယ်ပေါ့နော်ခုတစ်ခေါက်ပုံကကြတော့တကား site က1200ဖြစ်ပါတယ်ဒီနိုင်ငံကနေနေပြီးတော့အောက်ဘက်နိုင်ငံကနေပြီးတော့600กว่าမှာရှိပါတယ်ဒါဆိုရင်ဘာယာကို600ထားမယ်တကား site ကတော့1200မို့လို့ပြောင်းစရာမလိုတော့ဘူးဒါဆိုရင် click ချလိုက်တဲ့အခါမှာအောက်ဘက်နိုင်ငံကိုကပ်ပြီးတော့ click ချလိုက်တဲ့အခါမှာမှန်လားစစ်ချင်မယ် DLI နဲ့စစ်မယ်600ရှိပါတယ်တကပေါက်အကျယ်ကလည်း1200ပဲရှိပါတယ်ကိုယေစုပိုက်ထည့်ဖို့အတွက်နိုင်ငံကိုဒါကျွန်တော်ထည့်မယ်ဆိုရင်မယ် WW နဲ့ thickness က100နဲ့ထားဆွဲမယ် alignment ကိုစံထားမှာထားမယ်ဒါကတော့နမူနာထည့်ပြလာဖြစ်ပါတယ်wall တွေကလေတစ်ခါတလေကြိုက်ရင် auto turn ဖြစ်တယ်အပေါ်ဘက်မှာဆိုရင်ပိတ်နေတာတစ်ခါတလေအဲ့လိုဖြစ်တတ်တယ်ပတင်းပေါက်ထည့်ဖို့ရအတွက် grid line တွေနေရာမမှန် grid line တွေရှိနေရင်လေနေရာမမှန်တက်ဘူးအဲ့ဒါကြောင့်မလို့ grid layer ကိုပိတ်လိုက်မယ် LAY OFF lay off ရေးပြီးတော့ enter နှိပ်မယ် grid line ပေါ် click ချမယ်အဲ့ဒါဆိုရင် grid line layer ပိတ်သွားပါပြီတကပတင်းပေါက်ထည့်ဖို့ရအတွက်သူ့ shortcut ဒီ EW ဖြစ်ပါတယ် enter နှိပ်ဒီပတင်းပေါက်တွေကိုထည့်မှာဖြစ်ပါတယ် size က2200 1500ရှိပါတယ်1500ကျတော့ဒီ column တစ်ခုအကြားမှာရှိရဲ့နိုင်ငံရဲ့ center နေရာမှာရှိပါတယ် style ကတော့မှလိုပဲ style ကပုံစံရွေးဖို့အတွက်ဖြစ်ပြီးတော့ဒီ whole empire ကကျတော့ location နဲ့ site ရွေးဖို့ရအတွက်ဖြစ်ပါတယ်ခု site က2200ဒီ wall ကနေ1300အကွာမှာမလို့1300ထည့်ရေးပါတယ်ပြီးသားတန်ဖိုးမှမရှိတဲ့အတွက်ကြောင့်မလို့အဲ့လိုထည့်ရေးပါတယ်ဒီ bay back ကနေပြီးတော့1300ကွာမှာမလို့ bay back ကိုကပ်ပြီးတော့ wall မှာ click ချမှာဖြစ်ပါတယ်1500အတွက်ဆိုရင်မှန်လားစစ်ကြည့်မယ် bay back ကနေ1300မှန်ပါတယ်ပတင်းပေါက် site ကလည်းမှန်ပါတယ်2200ရှိပါတယ်နောက်တစ်ခုကကျတော့ site ကပုံစံရွေးမယ် site က1500ဖြစ်ပါတယ်1500ရွေးမယ် wall ရဲ့စံထားမှာမလို့ whole meter wall ကို check လုပ်မယ် okay နှိပ်ပြီးတော့ click ချမယ်အဲ့ဒီနေရာပုံကို click ချမယ်ပြန်စစ်မယ်site ရောမှန်ပါတယ် wall ရဲ့ center မှာရောဒီရာပတင်းပေါက်ကရှိတာမှန်ပါတယ်ဒီဘက်ကဒီ fun light ပေါ့နော်လီကာဘီယာ fun light ကိုထည့်ဖို့ရအတွက်သွားကြည့်မယ်အောက်ဘက် column တိုင်းကနေပြီးတော့100အကွာမှာရှိပြီးတော့သူ့ရဲ့ size က900ရှိပါတယ် EW style ကဒီပုံစံရင်းနဲ့ column ပါရမှာသူ့ရဲ့ size က900မို့လို့900ပေးထားတဲ့တန်ဖိုးမှာ900မရှိလို့ဘောင်ထဲမှာသွားပြီးတော့ထည့်ရေးမယ်900
whole at middle wall ကို uncheck လုပ်ပြီးတော့100ကိုရွေးမယ် okay နှိပ်မယ်အောက်ဘက်တိုင်းကိုကပ်ပြီးတော့ wall ပေါ်မှာ click ချမယ်ပြန်စစ်မယ်မှန်လားဒီလိုမျိုးပဒံပေါက်တွေတကားတွေကိုထည့်ရတာဖြစ်ပါတယ်ကျန်တာတွေကတော့အကုန်လုံးအတူတူပဲဖြစ်ပါတယ်ပဒံပေါက်ထက်မယ်အခုတစ်ခေါက်ကျတော့2200ရှိပါတယ် wall ရဲ့ center မှာရှိပါတယ်ပုံစံရွေးမယ် side က2200ပြောင်းမယ် center မှာရှိတဲ့အတွက်ကြောင့် whole at middle wall ကိုရွေးမယ် click ချတဲ့နေရာမှာလေအဲ့ဒီအခန်းရဲ့အဲ့ဒီနိုင်ရဲ့အတွက် center ပဲမလို့အပေါ် line မှာ click မချဘဲနဲ့ out line မှာသွားပြီးတော့ click ချရမှာဖြစ်ပါတယ်ပြီးရင် center မှာပဲရှိပြီးတော့ side တူတယ်ဆိုရင် set type အဲ့ဒီနိုင်ရဲ့တွေပေါ် click သွားချလို့ရပါတယ်ခုတစ်ခေါက်ဒီဘက်က fun light ကိုထည့်မယ်နိုင်ရဲ့ center မှာရှိပါတယ်သူရဲ့ side က800ရှိပါတယ်အဲ့ဒါကြောင့်မလို့ whole at middle wall ကိုပဲရွေးမယ်သူ side 800ကိုရွေးမယ် okay နှိပ်မယ် click ချတဲ့အချိန်မှာလေကယူဆရပါမယ်ဘာဖြစ်လို့လဲဆိုရင်အပေါ်က line ဒီအပေါ်က line မှာ click သွားချမိရင်ဒီ column နှစ်ခုရဲ့ကြားမှာပဒင်းပေါက်ကရောက်မှာဖြစ်ပါတယ်အောက်က line မှာချရင်တော့ဒီpipe အတွက်9ရန်နဲ့ဒီဘက်က column ရဲ့ကြားမှာသွားကြမှာဖြစ်ပါတယ်ဒါကိုကယူဆိုင်ပြီးတော့ click ချရမှာဖြစ်ပါတယ်ကူကဘေးနေရာရဲ့ center မှာချချင်လဲဆိုတဲ့အပေါ်မူတည်ပြီးတော့ဒီ click ချမယ့်နေရာကိုအပေါ်မြင်းမှာလားအောက် line မှာလားချမလားအဲ့ဒါကိုတတိထားရမှာဖြစ်ပါတယ်ကျန်တဲ့တကပေါက်တွေပဒင်းပေါက်တွေကိုဆက်ထည့်မယ်ပုံစံကတော့အကုန်လုံးအတူတူပဲဖြစ်ပါတယ်style ဒီပုံစံရွေးဖို့အတွက်ဖြစ်ပြီးတော့ whole empire ဒီ site and location ပြောင်းဖို့အတွက်ဖြစ်ပါတယ်ပေးထားတဲ့တန်ဖိုးကနေပြီးတော့သူ့ရဲ့ကိုလိုချင်တဲ့ site မရှိဘူးဆိုရင် box မှာထည့်ပြီးတော့ရေးရမှာဖြစ်ပါတယ်grid line ကိုပြန်ဖွင့်မယ် lay on ရေးပြီးတော့ enter နှိပ်မယ် grid line တွေပြန်ပေါ်လာပြီဖြစ်ပါတယ်ဒီလိုမျိုးပဲ column တွေ wall တွေ door တွေ window တွေကို QR arch မှာဆွဲရတာဖြစ်ပါ